အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကလေးလူကြီးမြေးကြိုက်ကြတဲ့အာလူကက်သလစ်ကြော်ကြော်နီးလေးကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ရှင်ပြုတ်ပြီးသားအာလူလေးတွေကိုအခွန်လွှာထားလိုက်ပါမယ်ကျမကတော့အာလူ3လုံးသုံးထားပါတယ်ရှင်ပြီးရင်အာလူကြော်လေးတွေမှုေးဖို့အနံ့လေးမှုေးဖို့အတွက်ဂျင်းလေးနည်းနည်းထောင်းထားလိုက်ပါမယ်ထောင်းထားတဲ့ဂျင်းထဲကိုအာလူလေးတွေထည့်လိုက်ပါမယ်စားထည့်မယ်ရတာမုံထည့်လိုက်ပါမယ်ပြီးရင်ညက်နေအောင်ထောင်းပါမယ်ရှင်အာလူလေးတွေစီးလာတဲ့အထိကိုစိတ်ရှည်ရှည်လေးနဲ့ထောင်းလိုက်ပါမယ်ရှင်ပြီးရင်ပကံထဲကိုထည့်လိုက်မယ်ပြောင်းကော်မုံလေးထည့်ပါမယ်ရှင်ပြောင်းကော်မုံကထမင်းစားစွန်းမောက်မောက်နဲ့3စွန်းလောက်ထည့်လိုက်ပါမယ်နှံ့အောင်မွေပေးလိုက်ပါမယ်နှံ့အောင်မွေပြီးသွားပြီဆိုရင်စီလဲပူလာပြီးဖြစ်တဲ့အတွက်အာလူလေးတွေကိုမိမိနှစ်သက်သလိုအနေတော်လေးတွေလုံးပြီးတော့ဖြစ်ဖြစ်အပြားလေးတွေဖြစ်ဖြစ်စပြီးတော့ကြော်လို့ရပါပြီရှင်အာလူလေးတွေရဲလာပြီဆိုလို့ရှိရင်အထက်အောက်ကလေးလှန်ပေးလိုက်ပါမယ်ဆယ်လို့ရတဲ့အနေထားလေးရောက်ပါပြီရှင်အာလူလေးတွေကဖောင်းပြီးတော့မွမွလေးနဲ့စားကျင်စရာလေးတွေအနံ့လေးကိုမွေးနေပဲဂျင်းလေးထည့်ထားတော့အာလူက3လုံးကိုသုံးထားတာဖြစ်ပေမဲ့အာလူ3လုံးကအများကြီးရပါတယ်ရှင်အခုရေအတွက်အများကြီးရပါတယ်ရှင်ဒီလိုကြော်ထားတဲ့အာလူကြော်လေးတွေကိုတရေစာအဖြစ်ပဲဖြစ်ဖြစ်ထမင်းနဲ့ပဲဖြစ်ဖြစ်ကျိုင်းနှစ်တက်ရနဲ့သုံးဆောင်လို့ရပါတယ်ရှင်အာလူကြော်လေးကြည့်ပါအောင်ရှင်စားကျင်စရာလေးတွေမောမွားလေးတွေနဲ့ဖောင်းဖောင်းလေးစားကျင်စရာလေးတွေပါရှင်အနံ့ရတာနဲ့ပြည့်စုံတဲ့အာလူကက်သလစ်ကြော်ကျွတ်ကျွတ်မွားမွားလေးရပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်